စီကျက်တီကန်နဲ့ထည့်ထားလိုက်ကွာ ကိုဘွားစပင်းလေးတော့တော်တော်ဖြူနေပြီပဲကျမရုပ်ကုန်းနေ ကျမ်းမာကြီးကတော့ဒေါင်တော်မီပဲရွှေဝေးတပင်းဖြူတယ်ဆိုတာတော့ဒီဟာကြောင့်တပင်းဖြူအောင်လည်းမကဘူးနှာခမ်းမွေးတွေမုတ်စိတ်ဝေးတွေမျက်ကုံးမေးတော်ဖြူနေတယ်ဟောဒါနဲ့ပြောမင်းကြီးမွေးမပါဘူးဗျာ ခီးလွန်နေလားမသိပါဘူးဗျာအဆက်တော့လှုပ်လို့ကိုမရအောင် ဒီပါကွာကိုရွာသားတယောက်ဒါတော့ကြီးပွားချမ်းသာပြီးတော့ကိုကြီးကကိုစားတီးနေမယ်အလှလာတော့ငါအယမ်းဝမ်းသာတယ်ဟေ့ဟောမင်းကြီးဝင်းကိုလည်းပြောလိုက်ငါမေးနေတယ်လို့ ဟုတ်တယ် မလို့ငါ့ကိုလာမကတ်နဲ့အဲ့ဒီအဲ့ခံမင်းကိုယူခိုင်းလိုက်တာ ပါပါသုံးဆောင်ပါဗျာ ဟဲ့ဘယ်လိုဘာလို့ရှောက်ပြောနေတာတော့ကွာ ဟောသမားတယ်ဗျာ ရပါတယ်ကွာရှင်ဗျာတော့ဘယ်သူတားလဲဒီပြတော့စိတ်ထဲမှာရင်းနှီးတွေ့ဘူးတလို့ပဲ တကာကြီးရဲ့တငယ်ချင်းကြောက်ခဲရဲ့သားဖိုးကင်းရဲ့တူလေ ကြောက်ခဲ့တာ ကြောက်ခဲကတကာကြီးတို့ညီကိုရွာထွက်သွားပြီးတဲ့နောက်ပိုင်းတစ်နှစ်လောက်ကြာမှာပင်လေတွေကိုငါးဖမ်းထွက်ရင်မှုန်တိုင်းမိပြီးဒီနေ့ဒီကိုပြန်မလာနိုင်တော့တာကွာ ဒါဆိုရင်ကြောက်ခဲတည်တာတော့တော်တော်ကြာပြီပဲ ကြာပြီပေါ့ကြောက်ခဲဆိုးပြီးတဲ့နောက်ပိုင်းသူ့ဘာကြီးဖိုးကင်းရပဲသူ့ကိုတားရဲ့ပမာစောင့်ရှောက်ထားရတာထုံလုံးအလုံးလိုပဲနာမည်ရင်းပျောက်ပြီးတရွာလုံးကသူ့ကိုငဒူးလို့ပဲခေါ်ကြတာ ဟုတ်တယ် ဒါဦးလည်းမှတ်ထားနော်ဦးနာမည်ကဦးရွှေဝင်းနဲ့ဒီဘက်ကဦးရဲ့ဇနီးဒေါက်ခင်မမဟိုဘက်ကတော့ဦးရဲ့သမီးဝိရည်သင်းနဲ့ဦးကမင်းအဖေမင်းအဖိုင်ဘယ်ငယ်ချင်းကွာဦးဒီရမရောက်တော့မင်းအားကုန်မယ်နော် ရတယ်ကြိုက်တာပြောငါတို့အကုန်ကူညီမယ် ငဒူး ဟေ့ရ မင်းလည်းကြုံရင်ကြုံလို့ဘာကူညီရမလဲသွားမင်းတော့ ဘယ်ကိုသွားမရမ ကမ်းခြေဟိုတယ်ကတကာကြီးရွှေဝင်းရဲ့ဟိုတယ်လေအဲ့ဒီကိုသွားရမှာပေါ့ တင်ပါဗျာ ဟဲ့ငဒူးဒုက္ခကြီးလည်းသွားတော့ တင်ပါပေါက်ကြနော်ဟာဘာကြီးတဲ့တကယ်ကြီးနဲ့ပြောတယ်ဘာကြီးတက်လည်းအများကြီးပုံလို့ဖြစ်တော့ဖြစ်နေဒါပေမဲ့ယုံပေးတယ်ခဏလို့ ဘာကိုကြည့်နေ ခေါ်ဖို့တပိတ်စီရကြည့် ဒီကောင်လေးကကြက်တံမသိတယ်လေလို့စိတ်ထားအင်မတန်မုန်းတော့သူကလူတယောက်ကိုကူညီနေတဲ့စိတ်အများရှိတယ်ကူညီလိုက်ပြန်ရင်လည်းတော်တော်စိတ်ဆော်လေးဖြစ်ကြက်တံတာတက်ပြန်အောင်ကူညီရဲ့စိတ်ကဆိုစဉ်းစားဆင်ခြင်တတ်တဲ့အသိဉာဏ်မရှိတော့ဘူးအဲ့လိုဖြစ်နေတယ် ငါတို့ဟေးအားလုံးညဖင်းကမှာလိုက်တယ်သူ့ရေထိုးချင်လို့တဲ့မင်းရေလာခတ်ပေးဦးနဲ့ဟုတ်ပြီပါဟုတ်ပါဘာလဲမယုံလားမယုံမသွားနဲ့လေဖင်းကငါတို့မလာဘူးလို့ပြောလိုက်ယုံမဲ့ကြီးရတယ်အဲ့လိုမလုံးနဲ့လေဒါနောက်တဲ့ဟာကိုအဲ့ဆိုရင်ကြော့ဟင်ဘာကြီးလဲဒါအားဆက်ပြီးလိုက်လုတ်တော့ချမ်းမယ်ဟိုလာသွားပါသွားပါဘူးပါငါစီးဖို့လာတယ်โอ้ ဟဲ့ခင်ဦးဆိုတာဘာတူလဲအင်းပါ ငါဒီတစ်ဖက်ကကြိုက်နေတဲ့ကောင်းပါဟိုနေဒီကောင်းရဲ့ငယ်တဲ့ငယ်ချင်းဆိုရင်မမှားဘူးပေါ့ကောင်းပါဒီကလည်းသူ့ပေါ်မှာတန်ရုံးရှင်ရှိကြတယ် အဲ့လိုဆိုတော့လေကိုငယ်တို့ကဘယ်ဆိုးလို့ ဖြူဖြူမဲမဲယူယူနှမ်းနှမ်းဘယ်လူမျိုးမဆိုနှလုံးသားရှိတဲ့ဒီတိုင်းကချစ်တတ်ကြတာပဲ
ငါတို့မှလည်းအချစ်ဆိုတာရှိတာပေါ့ဆိုပြီးနေဦးရေနေဦးနေဦးရေ ဟာတို့အားဖြစ်လာတယ်မမိုးရုံပြော နေရေချိုးရေခတ်ဖို့လိုလို့ဆို ပြအောင်လို့ပြောတော့ ငါတပိန်စင်းကိုချိုးလာပြောရတယ် ငါတို့နင်းရတော့လေချီရခက်ငွားခက်ငါတို့ပဲအောင်လို့ကောင်းတယ်အိမ်မှာတော့ရေတွင်းကြီးရှိနေငါနဲ့ရေခက်ခိုင်းမှမလားစဉ်းစားအုံလုံးလေးနဲ့စဉ်းစားရေခက်ခိုင်းခဲ့ရဆိုရင်တော့ငါအနည်းရှိမှဘလို့သွားထိုးပြတော့ပြော ကြက်ပါနေဟာစင်ပြေတယ် ငါနေတော့ဖြစ်ထောင်ဆွဲလိုက်ရအေးလဲချိုးပြီးအလားလဲပြင်ပြန်စားထားလိုက်မှုပဲကျွန်တော်ပြန်လို့ရတယ်ပြန်တော့ဟောဟာကြည့်ရပြန်လေးလား နေဦး ဟာဟာယူလာပြန်ပြီ နေတော့လေငါကိုယ်တိုင်သိလေးပါလားကျေဦးဟောလက်တော့ပဲပြန်လာယူလိုက်ပါလားကျေဦးပါကောင်းနေပါကွာအဲ့ရောအဲ့လိုလေငါ့ကိုဘယ်လိုလုပ်လိုက်တာလဲဒါလေးယူလိုက်ပါလားကျေဦးဘယ်အောင်ယူရပါလဲအမကျေဦးလေဟေ့ကားပေါက်နေပါပြီမိမရတော့မယ်ငါတူစော်ကြည့်ပဲဟဲ့ငါတူဟမ်လာဟဲ့ဟာငါပတ်စံနေလေဘလုံးနဲ့လေပြန်ပေးငါပတ်စံနေပြန်ပေးလေဟောပတ်စံနေဟောပြန်ပေးလေဘာလို့လို့လဲဟမ်ဟာဟုတ်လေဒီထောင်းနေလေပြန်ပေးလေငါဟာလေလေငါလည်းဆိုတာမလို့ပြန်ပေး မင်းပစံကအလကားယူတာမဟုတ်ဘူးအရက်ဘုံရှိလို့ခဏချီးတာနားလေဟုတ်တယ်မင်းပစံချီးတာကွာပြန်ရမယ်ဥစ္စာ ချီရဆိုရင်ငါတို့ပြန်ပေးပါ မင်းတစ်ထောင်ပြန်လို့ရှင်လား ပြန်လို့ခြင်းနဲ့ လို့ချင်းရင်ထုံးစံတိုင်းဟောက်အရက်ဆိုင်ဘိုးဘိုးလေးပို့ပါ အော်လူကမြေပါ ပို့ကြလား ကိုယ်ကပြန်ပေးပါလား ပေးမှာဟောကွာမင်းရတယ် အဲ့ဒါလည်းပြီးရောတောင်းပြန်ပေးတော့ ပေးမယ်ကွာ ပတ်စံနဲ့ချီရသေးတယ်လာတက်ဘုံဘုံချီရအောင်ဒီဘက်တောက်ထားတာဒီဘက်တောက်ပေးလားဆက်တယ်ဘယ်လိုပြန်ချကွာမလို့ကြပါနဲ့ကွာဒီကောင်မျိုးငါကြောက်တယ် ဘာမှကြောက်မနေငါတို့ရှိရတယ်ကွာကြားတယ်ကွာအဲ့ခွေးမပါမနဲ့လည်းငါတို့သွားချ မလို့ပါနဲ့ကွာမလို့ကြပါနဲ့ကွာ မလုပ်ပါနဲ့ငါတို့ကငါတူချင်းပါငါမင်းတို့နဲ့ပို့ပြီးနားတယ်ဒါပေမဲ့ဒီကောင်စိတ်ကူးတရားရှောက်သွားနေတာတာရင်းကိုပြန်လို့လဲတခါပေါ့မင်းတို့ငါတို့မပါတဲ့အခါတာရင်းကဒီကောင်ကိုညှိုးနဲ့ပြန်လို့ငါတို့ဘာတတ်နိုင်မှာလဲ ငါတို့မင်းတို့ကနုံလုံးအလုံးပါလေကွာအခုလို့နုံလုံးအလုံးပဲအဲ့ဒါကမင်းကိုအမြဲတမ်းအနိုင်ကျင့်တယ် အေးငါလဲအရင်တုန်းကမင်းတို့လိုပဲငါတူနုံနာအားတာကိုအပြည့်မြင်ခဲ့ဘူးတယ်တနည်းကရောဦးเจ้าရောက်တော့ဆရာတော်ဘုရားကငါတူဘာကြောင့်နုံတယ်အားတယ်ဆိုတာကိုရှင်းပြတော့မှပဲငါသဘောပေါက်ခဲ့တယ် ဘာကြီးကျုပ်ကဘာလို့အဲ့တော့နုံအနေရလဲ ပြောမယ်ဆိုတော့ကွာနှလုံးသားနဲ့အုံနောက်ကိုအချိုးကျကျပေါင်းစပ်ထားတာလူလို့ခေါ်တယ်နှလုံးသားနဲ့မခံစားပဲအုံနောက်နဲ့အတ္တကိုရှေ့တန်းတင်တာကိုတော့လူယုံမှာအုံနောက်ကလည်းအသုံးဝင်ဘူးနှလုံးသားနဲ့လည်းမခံစားဘူးအတ္တတစ်ခုတည်းကိုရှေ့တန်းတင်တာကတော့လူမိုင်း
ဥပမာတာရင်လို့ခေါ်မျိုးပေါ့ကွာ ဘာကြီးရတဲ့စကားတွေများနေတယ်အခုချိန်ကြီးကြုံလုံးနဲ့အားတဲ့အကြောင်းတစ်ခုမှမပါသေးဘူး ဟောပြောမှာပေါ့နားထောင်ပါဦးအတ္တလည်းမရှိဘူးအုံနောက်ကလည်းအသုံးမဝင်ဘူးနှလုံးသားရဲ့ခံစားချက်တိုင်းလိုက်ပြီးလုံနေတာကိုတော့လူနုံလူအလို့ခေါ်တယ်ဟိုကမင်းလို့ခေါ်မျိုးပေါ့ကွာဟုတ် အဲ့ဒါဆိုကျုပ်ကနှလုံးသားထဲအတိုင်းလိုက်လုံနေလို့ကျုပ်နှောအားနေတာဗောဘာကြီးပြောတဲ့အတ္တဆိုတော့ကျုပ်နားမလည်ဘူးဗျာဘာပဲပြောပြောဗျာဟိုဆရာတော်ပြောတဲ့အတိုင်းလေလူမိုက်နဲ့လူရုပ်မှစည်ရင်းနဲ့မှကျုပ်မပါတာကိုတော်တော်ကျေနပ်နေတာကျောင်းတူမင်းတို့ကျေနပ်လားဟမ်ကျေနပ်လားဘာကြီးရအောင် ကြည်နဲ့ယုံနေဘက်ကမလဲကွာအတ္တမကြီးပဲနှလုံးသားကြီးလို့လုံသွားအပ်သွားတယ်ငါတူမတူအတွက်ငါဂုံယူလို့မဆုံးဘူးကွာ ဒီလိုပဲဖြစ်ရမယ်ဘာချောင်းလဲ ဩဟိုဒီရောတဲ့ပါလေကောင်မလေးပူပူချောချောလေးရှိလား ဘယ်ကောင်မလေးမှမရှိဘူးတော့ အာရှိပါတယ်ကျုပ်ကိုခေါ်ရလို့လာတာရှိတယ် အော်သွားလို့ပြောနေတယ်မရှိဘူး အာရှိတယ်လို့ပြောနေရနော် အဲ့ပြောငါရက်ခေါ်လိုက်မှာနော် အာရဲတော့မခေါ်နဲ့ရဲတွေနဲ့မတည့်ဘူး တော်တော်နဲ့ဟောမန်းကြီး ကိုကတူ ဟာမလေး ဝီဒီယိုရောက်တော့ဒီကန်းကျင်အနံလိုက်ပို့ပါလား အာရတယ်အဲ့ဒါငါတို့ရဲ့အကျိုးဆုံးလို့ပဲနိုင်ဘူး နင့်ငါဒီကောင်းစားနေအောင်မြင်လားမြင်လားဘာဖြစ်လို့ငါတူလူကသာကြက်မကြည့်ရတဖေးသမီးမြအဖိုးနဲ့ရေးပေးနေရမြင်ရတော့အန်ဩစရာတော့ကောင်းသားဟာဟုတ်တယ်ကြက်မပြည့်ဘူးပြောပါနဲ့ဝါစိတ်ထားလေးကဒီလောက်ဖြူစင်ပြီးတော့ယူသားတာသူ့စိတ်ကိုမြင်အောင်ကြည့်ရလူတိုင်းသူ့ကိုခင်ရကြမှာပဲအမထူးကမှာထားပါငါတူကနေကိုချစ်နေရတယ်ပြီးတော့
တထေးသမီးလေးကိုပြောင်းချစ်သွားမှာဆိုရင်ဟဲ့ကွာအဲ့လိုပဲဖူးမွေနေတဲ့လူတွေကိုချစ်ချစ်တူတူဆက်ဆံတတ်တာအားလုံးတငယ်ချင်းလို့မောင်နှမလိုပဲငါလည်းမောင်နှမလိုပဲတွေ့အဲ့လိုမျိုးပြောနေရမြင်ငါစိတ်ချမ်းသာရေးစိတ်ချမ်းသာအော်အခုကတော့အခုမှမသိလို့ပဲမင်းကလည်းအဲ့နေကလသေးကလမောပဲမင်းလည်းဓာတ်နဲ့ပြီးသွားရင်တော့မသိပါမဟုတ်ဘူးဆောက်တာနည်းများပါတော့ဟာဒီမှာတားတော့ထဲအောင်တကောင်းမှမရှိဘူးဖိုင်နေစားကျွန်တော်ရွာတော့တခုတော့စားအောင်ငါရွာလည်းမသွားကြည့်ဘူးငါဒီကိုရောက်နေတာလဲတရွာလုံးသိဘူးဟာကိုရွှေဝင်းတို့မိသားစုကဒီကိုရောက်နေပြီလေသူတို့ဒီကိုရောက်နေမှာတော့အကိုရောက်တာကိုလူတွေအကုန်သိအောင်ရောဗျာငါရွှေဝင်းရဲ့လူလာမဟုတ်ဘူးငါနဲ့ဒီကောင်ကညီကောင်မဟုတ်တော့ဘူးညီကောင်ကြောင့်ရံဖြစ်တာတယ်ငယ်နောက်ကြအဲ့ကိစ္စတွေငါမင်းကိုပြောပြပါမယ်အခုငါဒီရွာကိုရောက်နေတာမင်းကလွယ်ပြီးဘယ်သူမှမသိဘူးဟုတ်ပြီးတော့ငါမင်းကိုခိုင်းကြတခုရှိတယ်မင်းငါ့ကိုကူညီလို့လေမင်းအကျိုးမရောက်เสียဟာအကျိုးမရောက်စေရဘူးဆိုရင်ကူညီမယ်ဗျာဘာလို့ပြရမလဲပြောသမီးလေးရင်းတဲ့ကြတော့အန်ဒီတို့စိတ်ထဲမှာရမ်းအောင်ထိတ်သွားတယ်ဟုတ်မင်းရှိရဆိုတော့တော်သေးတာပေါ့မင်းကအန်ဒီတို့ကျေးဇူးအများကြီးကျန်ရပါတယ်တော့ရေကြီးရလဲလေလူတရက်တော့မဖြစ်ဘူးဒီမာလေးကရေလည်းမကူတတ်ဘူးပြီးတော့ပြောမှအားရနာပါတယ်သူ့ရဲ့နေရာလည်းဖုလို့တော့အဲ့ဒါဗယံမလာလေးဖြစ်ပြီးတော့ရေတိမ်နဲ့ရေတိမ်နဲ့သွားခဲ့တယ်ဆိုတာလည်းခဲရခဲစမဟုတ်ဘူးခက်တီတီပဲလေဒိုင်းကနေပြီးတော့ဆွဲမြောက်လိုက်တယ်ပြီးတော့ခြေကားလေးထောက်ပြီးတောင်းမျိုးလမ်းလျှောက်လာတဲ့ဒါပဲဘာပဲဖြစ်ဖြစ်ဦးတို့မှာဒီသမီးလေးတယောက်ပဲရှိတာအခက်မသိလို့ရှိရင်ဘူးလို့ရှိခဲ့ရည်သိချင်နေတတ်တာပေါ့မင်းကမင်းဘလို့ပဲကြိတ်ခဲ့ပါသမီးလေးအတွက်တော့ညအသက်တခင်ကျေးဇူးရှင်ပြီအဲ့လိုမပြောပါနဲ့ဗျာဟိုကျုပ်ကကျေးဇူးသားလေးပဲပူညီတာပါဗျာဟိုမာလေးရဲ့အသက်တခင်ကျေးဇူးရှင်ဖြစ်အောင်သူကစူပါမန်လည်းမဟုတ်သူကလည်းအကွာဝိကြီးရဲ့အသက်ကိုကဲခဲ့တဲ့ကျေးဇူးရှင်လာရမီဗျာဟိုသူအဲ့လိုမပြောကြပါနဲ့ဗျာနော်သူနေရခက်လို့ပါနော်မပြောပါနဲ့တောင်းပန်ပါလေနော်အော်ဒါဆိုလို့ရှိရင်အကိုကဝိကြီးကိုကျေးဇူးတင်ရမယ်အရာတစ်ခုကိုတောင်းဆိုကြည့်လေဥပမာအကိုအရန်လိုချင်တဲ့ပစ္စည်းတစ်ခုကိုလည်းဖြစ်ပေါ့ဝိအကိုပေးမယ်အဲ့ကြရင်အကိုကဝိကြီးကိုကျေးဇူးတင်ပါတယ်လို့ပြောဒါဆိုရင်ဝိအကိုကျေးဇူးရှင်လို့ဘယ်တော့မှမခေါ်တော့သူဖြစ်နေတာလေးတစ်ခုလို့ရှိတယ်ဗျဒါပေမဲ့အဲ့ဒီဟာလေတော်တော်ခက်တယ်မပြောတော့ပါဘူးဗျာသူပြောမှအားနာတယ်အော်ဘယ်လောက်ပဲခက်ခက်ပြောပါမပြောတော့ပါဘူးဗျာကဲပါကွာမင်းကမင်းဘယ်လောက်ခက်ခဲ့ဦးပြောဦးဖြစ်အောင်လုပ်ပြီးပြောတော်တော်ခက်တယ်ဦးလေးရဲ့ကဲပါအားနာရဆိုလို့ရှိရင်အန်ဒီတို့မိသားစုကမင်းကိုကျေးဇူးရှင်လို့ခေါ်တာသိခံမလုံးနဲ့လေအဲ့ဒါပို့ပြီးတော့အားနာတယ်အော်သူလည်းပြီးရောဗျာဒီမှာခဏဆောက်ခုပြန်လာခဲ့သနာစရာကောင်းတော့ရိုးလုံးအလုံးနဲ့မတူပါဘူးဟုတ်တယ်ဖေဖေကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပတ်စံပေးလို့ရှိရင်သူ့လိုလေးပဲဒီမဲ့လူအတင်းပေးရင်တော့အဲ့ဒီပတ်စံကိုယူသွားပြီလေသူတုံးတက်ချင်မှာတောင်းတမှာပါဟုတ်တယ်မမေသမီးလည်းအဲ့ဒါကိုစဉ်းစားမျိုးအဲ့ဒါကြောင့်မလို့သူဖြစ်ချင်တာကိုပြောပါလို့သမီးပြောလိုက်ဒီရဲ့ Facebook ထဲက post တစ်ခုမှဖတ်ဘူးတာလို့သွားတတ်ပြီဗျသူရေးထားမှတော့မသိဘူးဒီကောင်လေးကိုရည်ရွယ်ပြီးရေးထားသလားတော့ဘာရေးတာလဲဟိုနောက်ကြည့်ပြီးနှလုံးသားမကြည့်ရစ်ဆက်တယ်ဘုံတော့မကြည့်ပဲနှလုံးသားကြည့်လို့နေ
နောင်တော့အတော့အဲ့မတူဘူးရောနဲ့တွေ့လို့မရဘူးတွေ့ရင်ငါကလည်းသူ့ပါလိမ့်နာပြီရော ဘာလဲလဲစား အဲ့စုဘူးသုံးဦးထဲမှာလေသူ့စုထားတဲ့ငွေအပြည့်ရှိ ဟောဒါဆိုလို့ရှိရင်အကူကငွေအများကြီးစုတာ အကျူတွေပဲများတာပါ မင်းပတ်စံနေအများကြီးစုပြီးဘာလို့ချင် တို့ခုနကပြောတယ်လေဒါကျုံပါလေဖြစ်ချင်တဲ့ဆန္ဒတစ်ခုတည်းပဲရှိတာဒါပေမဲ့အဲ့ဆန္ဒကလည်းသူ့အတွက်ကတော့ဒီကိုရမ်းခတ်တယ် ခက်ခဲတယ်ဆိုရင်အဲ့ဆန္ဒပါစမ်း ဆရာတော်ကြောင်းပါလို့ဆရာတော်စောင့်ရှောက်ထားတဲ့မိဘမဲ့ကလေးအများကြီးတို့ကလေသူတို့နေဖို့တော့အိမ်ဆောက်ဝေးနေတာဆရာတော်ကလည်းကျွေးမွေးစောင့်ရှောက်ထားတယ်ဆိုရင်သူတို့နေဖို့အတွက်ကြတော့အိမ်မရှိဘူးအဲ့ဒါဆွမ်းသားဆောင်မှာပဲအများကြီးတန်းစီပြီးတော့အိမ်နေကြတာတို့ကလေအဲ့ဒါကိုရသနာတာနောက်ဆုံးပြအိမ်မဆောက်ပေးနိုင်ရင်တော့မှသူတို့လူဝါလေးတုံးလို့ရအောင်အဲ့ပစံဒီတော့ကသူ့အဘောသူတို့လူအပ်လို့ဟောတော့ဦးကြီးလုံးပြန်ပြီဗျာ အားမတော့မဖြစ်ချင်တာအားအပြောင်းလို့ဟမ် ဒီလေပြောပါစေတော့တော့အိမ်တောက်ပေးမှာ ထောင်း ဝမ်းသာလိုက်တာဗျာအဲ့လိုဒီလိုပြောရတာ ဟောဒီဝေဝဲကိုကမကထလုံးမဲ့အုတ်ချုပ်ကြီးမှုကနောက်ကျနေပါလား တပည့်တော်မျိုးကစီပူဝင်တက်နေရလို့ပါဗျာ တခါကြောက်ခွားမလာခင်ကတော့ရွာကရမိရဖနေနဲ့တခါကိုရှိုးဝင်းမိသားစုတွေကတော့ကျမ်းပြတိုင်ပင်ပြီးသွားပြီတခါကြောက်ခွားဘက်ကဖြစ်ချင်တဲ့ဆန္ဒကိုလေသူတို့နဲ့ဆက်ပြီးဆွေးနွေးလိုက်အောင် တင်ပါ စွန်းစားကြောင်းရဲ့ကျုပ်ခဏကြွလိုက်အောင် ကဲဦးကျော်ဖားရဲ့ဆရာတော်စောင့်ရှောက်ထားတဲ့ကလေးတွေအတွက်လေးပါမဲ့ဂီယာလေးစောက်ဖို့ရွာသားတွေအားလုံးကလည်းဝမ်းမန်းတက်တာနဲ့သဘောတူပြီးကြပြီခင်ဗျာ အားဒီအားလုံးကသဘောတူလို့ရှိမှတော့အများဆုံးဆောက်ဖို့ပဲကြံတော့တာပေါ့ ဟုတ်ကဲ့ဂီယာစောက်ဖို့မြင်နေရရဲ့အစိုးရရှိရာစောက်ခွင့်ရရဲ့အများဆုံးစောက်မှာပါဒီကိစ္စကိုလည်းဦးကျော်ဖားပဲဥဆောင်ပေးပါ ဟာဒီအကူကြီးမျိုးဆိုလို့ကတော့ကြောက်ဖားတို့ကနေကပြီးတော့ပူညီတိုင်းဦးပါဗျာအများဆုံးဆောက်လို့ခွင့်ရအောင်လေပူညီမအောင် ကျေးဇူးအများကြီးတင်ပါတယ်ဦးကျော်ဖားရဲ့မတူမင်းရဲ့ဝင်းမနာသားလေးတွေအတွက်ဝဲသားလိုက်တော့ ဟာဝမ်းသာတယ်တော့ဝမ်းသာနေပြီ
မိဘမဲ့ခေးရစောက်ပြီးတော့နာမည်ကောင်းလိုချင်ဟုတ်လားဟုတ်တယ်ညီအရင်တော့တရားတစ်ချက်မှမသထားတဲ့ကောင်မယ်ရောက်သားတယ်ငါဒီကောင်မိသားစုတစုလုံးငါရှင်းနေတယ်ခင်ဗျားတကယ်ပြောနေတာတကယ်ပြောနေတာဒီကောင်မိသားစုတစုလုံးကိုရှင်းပြီးသွားရင်ဒီကောင်ပိုင်တဲ့ပတ်စံကိုအကုန်ပါမယ်တို့တဲ့ဒုမြတ်ကပေးမှာပေါ့မင်းတို့ကကန်းကြီးကချမ်းချမ်းရင်သိန်းတယ်ခင်ဗျားတကယ်ပြောနော်ဒါရင်းရပြကျုပ်တို့လည်းလုံးဝဖြစ်ကိုဘေးရောကိုမောင်နဲ့ပြုံးမယ်မင်းပြောတဲ့မောင်ကြီးကဘာလုပ်တယ်လဲခေလို့ကခင်ဗျာဘောလေသူကကောဝေးမှာပေါ့ကွာမင်းအများဆုံးကစီကျုပ်ပြောတဲ့ကိုမောင်ကြီးပဲတွေ့ရတာဝမ်းသာပါတယ်ဒါရင်ပြောပြထားလို့ကိစ္စတွေအားလုံးကျုပ်ခင်ဗျားခိုင်းတဲ့ကိစ္စမှာစာရင်းကိုသိန်း100ပေးမယ်ဆိုတော့ကျုပ်ကိုလည်း100ပေးမှအဲ့ဒီလိုကိုကျုပ်ကလက်ခံပေးရမှာပေါ့ဗျာဒါခင်ဗျားအတွက်သိရမယ်တဲ့အိုးရတောင်းမလားအိုးရတော့မတောက်တော့ဘူးဟာလေအထက်ကအသားစားမယ်အဲ့ဒါခွဲပြီးမမလေးဒီဖေကဖုန်းကြောင့်လိုက်ခဲ့ပါတဲ့အော်ဖေကဖုန်းကြောင့်ထားတာမဟုတ်ဘူးနဲ့တူတယ်ဟိုရောက်နေခေါ်ခိုင်းလိုက်လို့လာခေါ်တာအော်အဲ့ဒါခဏလေးတော့သမီးဖုန်းဆက်တော်ရဲသွားရင်ငါဟိုကတို့ငါပေးမှာအဲ့တော်ရဲမပေါ့တယောက်လေးလောင်းအော်မြန်လာပါကွာပိုးမှာတွေ့လားအဲ့ဒါနိုင်ငယ်မရတိုင်းညွန့်ကြည့်ရတော့တော့ပါလားခလေးတွေတော့မင်းတို့မနိုင်ဘူးဆိုငါမင်းတို့ဘယ်လိုအားကိုးရမလဲရွှေဝင်းရဲ့မိသားစုကိုရှင်းဖို့ကိစ္စကလည်းရှိသေးတယ်မင်းတို့ဘာဆက်လုပ်ကြငါ့ကိုဘာလုပ်ပေးပါလဲကဲပြောကြကွာဘာဆက်လုပ်ရမလဲဆိုတော့အဲ့ဒီငဒူဆိုတဲ့အယူကောင်အရင်တတ်စရာမလိုဘူးအဲ့ဒီကောင်အတုံးချရမှာခေါင်းထိရင်အကုန်စားဆိုစကားကြားဘူးလေဒီမဲရောက်ဒါဂေါ်လီရိုက်နေမှာမဟုတ်လူတက်ဖို့တိုင်မင်းနေတာမင်းငါ့ကိုဘာလုပ်ပေးလဲဘယ်လိုကူနိုင်လဲဒါဝဲမင်းပြောရွှေဝင်းဆိုတဲ့ကောင်ခင်ဗျားစီရောက်ပို့ပေးမယ်ဒီမဲ့ကျင်းတယ်ကာကြီးရေဝေးအနိုးရေအားရလာဖုန်းနေတာမသိတော့ဒုက္ခကာကြီးရေဝေးတော့ခင်ဗျားပါတယ်ဟိုပြင်းလို့လာထိုးရလားထိုးပါဘူးကွာမင်းကငါဒီချိန်မှာလက်ဖြားနေအောင်မတွေ့ဟိုအဲ့ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ကိုကြီးရေတော့တဲ့ကလေးသုံးပျောက်လို့တွက်ချတာ
哎呀，我都，那可里多我是嘛？ ဩကလေးနေကြားနေရလား 跳，不上来过。 ဟုတ်ဘူးအခုကသမင်းစားနေရောက်နေပြီအဲ့ကလေးတော့ပျောက်နေတာဟိုသူတို့ဘက်မှာနေပြုတ်တော့ခေါ်လိုက်မယ်လေ 那可里多我没路见了， အလိုချင်တာပေါ့ 路见，好歹半身无所谓嘛。 ကိုသားရင်ခေါ်ခိုင်းလို့ဆိုပြီးကျုပ်တော့ပြောပြီး 没有马路过呀， အဲ့ဆိုကျုပ်ကဘယ်လိုခေါ်ရမှာ 路光东了也没俺就过来呗。哎呀，因为我这卡连马来的，你给啥不是我们对着呢？对了了，你可里搞嘛大便嘛？ မလုံးနဲ့လေကလေးတော့မတတ်နဲ့လေကျုပ်တော့ခေါ်သူလဲခေါ်ပေးမယ်နော်ခေါ်ပေးမယ် 都跑哪去了？这里就这么这样喏。啊，不多嘛，别么说。ဦးသေးဦးလေကိုကြီးတန်နေကဦးရှိဝင်ကိုခေါ်ရင်ကလေးကိုလွတ်ပေးမယ်ဆိုလို့ကျုပ်ခေါ်လာခဲ့ရတယ်ကျွန်တော်ပြေးပါဗျာနော်တောင်းပန်ပါတယ်ကျွန်တော်ပြေးပါဗျာအားလုံးတတ်တွေ့ဝင်ရောဘေးရောဘေးကလေးအားလုံးတတ်ပြီးတော့ခြေလေးကိုခဲသွဲပြီးဖြစ်မလုပ်ပါနဲ့ဗျာမလုပ်ပါနဲ့ဗျာကျုပ်တောင်းပန်ပါတယ်ဗျာနော်ဗျာသူရက်ဆက်လိုက်တာဗျာမလုပ်ပါနဲ့နော်ဟေးအဲ့ဒီချက်ပုံပြီးရက်ဆက်တဲ့ဟာကြီးနှလုံးဦးမှာဆွေဝင်းရဲ့မိမနဲ့ကလေးကိုကာမောက်ပြီးသိအောင်လုပ်ဖို့ပါမလုပ်ပါနဲ့ဗျာမလုပ်ကြပါနဲ့ဗျာလုပ်မယ်ကွာဝိုင်းဝင်းဒီကျတော့မရိုင်းနဲ့ကောဒီကျတော့ရှုံးပါလားဟမ်မင်းနဲ့ငါကြည့်တော့တာရှက်တယ်ငါတို့တမိစားစုလို့သိအောင်လုပ်ငါသိနေတယ်အားလုံးသိအောင်ပါသိမှာအားလုံးသိနေမှာဝေးအောင်ကောင်းကောင်းတောင်းလို့မင်းအောင်ပေးတယ်လို့ဟာမင်းနဲ့မတန်ဘူးမပေးတော့ဟာမင်းနဲ့တန်နဲ့ကြောက်တယ်နော်ဘယ်လိုရှိရနော်我
没去跑，有没有去跑？结果大连路开在路，大连路没有发生。屋里有跑了吗？就个里头变了北美，这个路里跑不来，个里头地方干嘛嘞？那路嘛嘞？那路嘛嘞？这路进入规划，地位的处理，对吧？地位的处理。
ဒီနေ့ဟာငါတို့အတွက်တို့ကဂုံယူရမယ်နဲ့ကွာတို့ရ ကိုကြပါနဲ့တော့အကိုတို့ရေကိုမတူဖြစ်စေခြင်းတဲ့အတိုင်းဒီကေဟာလေးကတကယ်ဖြစ်လာပြီပဲအပြုံးနဲ့ပဲကိုမတူကိုလိုက်ကြပါတော့နော်ပြုံးကြတော့ဒီပြောရမှန်းဒီအချိန်ကနင်တို့ငိုနေရမယ့်အချိန်မဟုတ်ဘူးငါတငယ်ချင်းငါတို့အတွက်ကိုနင်တို့တွေဂုံယူနေရမှာလေဟာ ဦးတို့အားလုံးနဲ့ရှင်နေမှာမတူဆိုတဲ့သူရဲကောင်တယောက်ခြာဝရရှိနေတယ် တို့အနေနဲ့ရောင်းကောင်းရတိလားအနေနဲ့ရောင်းကောင်းရ ကြားကျုပ်အားလုံးကြားတွေ့ရနှလုံးသားလေအုံတော်တဲ့ပုံတွေကြီးနေလို့နှုံသွားအားသွားတယ်ငါတို့တွေ့ရနှလုံးသားအားလုံးပြောနေတာကိုကြားလူဆိုတာမနာနဲ့အတားပဲမခင်ခဲ့ပါနိုင်ရကိုနိုင်ချင်မဲ့ဒေါသတွေဖြစ်တဲ့ခါဒီလိုလမ်းတွေမှာအမောင်လေးဖောင်းနေတာလူတွေမှာအုံနောက်ရနှလုံးသားရဲ့ပေါင်းစကားဘာမဆိုတခုခုမှဆုံးရောက်ရင်မာရတာပဲကွာအချိန်မီပြူပြမသူရဲ့ကောင်းတရောက်လို့စိတ်ထားနေအရာရာခွင့်လို့တတ်တဲ့သူနှလုံးသားရဲ့အနာဂတ်မှာပဲတင်တဲ့လာဆွဲချင်စေတာ No sabaneo yo le toco a me soma membe toama lo ya do ba re soma ta nai de de kha di lu re sai da ha yesa kha chan chou la di lo lan thui ma among nei phong nei da ချိန်မှာကြွေးကြမဲ့အလုံးဟာတည်ရမှာနေဝင်ချိန်နောက်ဆုံးမှခွဲရမှာလောကသဘာဝပါအချိန်မီပြူပြမှာသူရဲ့ကောင်းတရှောက်လို့စိတ်ထားနေအရာရာခွင့်လို့တတ်တဲ့သူနှလုံးသားရဲ့အနာဂတ်မှာပဲတင်တဲ့No don't sabaneo yo le toco a me soma membe toama lo yo oh down the sure kolo down the sure dilo piedi down the sure membe toama lo yo sabaneo yo le toco a me soma membe toama lo down the sure kolo ke pielo piedi nei do ma